ပရိသတ်တွေကိုနှုတ်ဆက်စကားပြောခဲ့လို့လီဗာပူးကထွက်ဖို့နီးစပ်လာတဲ့ဆာလာလီဗာပူးတိုက်စစ်မှုဆာလာဟာပရိသတ်တွေကိုအသင်းကထွက်တော့မယ်လို့သဘောရတဲ့နှုတ်ဆက်စကားမျိုးပြောချလိုက်တာကြောင့်လာမယ့်နွေရာသီမှာအသင်းကထွက်ဖို့နီးစပ်သွားခဲ့ပါတယ်။ဆာလာဟာသူ့ရဲ့ social media ကတဆင့်လီဗာပူးပရိသတ်တွေကိုနှုတ်ဆက်စကားပြောကြားခဲ့တာပါ။ဆာလာကခွဲခွာရတယ်ဆိုတာဘယ်တော့မှမလွယ်ကူပါဘူး။မင်းတို့ဟာငါ့ကိုဘဝရဲ့အကောင်းဆုံးစိတ်ပိုင်းတွေပေးခဲ့တယ်။မင်းတို့ရဲ့ထာဝရစိတ်ပိုင်းဖြစ်နေမယ်လို့ကတိပေးပါတယ်။လီဗာပူးဟာငါနဲ့ငါမိသားစုအတွက်ထာဝရအိမ်မှာပဲအရာအလုံးအတွက်ကျေးဇူးတင်ပါတယ်လို့ပြောခဲ့တာပါ။ဆာလာဟာပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းတုန်းကပုံမှန်ကစားခွင့်မရတာကြောင့်အသင်းကထွက်တော့မယ်လို့ပြောကြားခဲ့ဘူးသူဖြစ်ပါတယ်။ဆာလာဟာလီဗာပူးနဲ့2028ခုနှစ်ထိစာချုပ်သက်တမ်းရှိပေမဲ့နှစ်ဦးသဘောတူလမ်းခွဲတဲ့သဘောမျိုးနဲ့အသင်းကထွက်သွားတာမျိုးဖြစ်နိုင်ခြေများလာတာပါ။ဆာလာကိုဆော်ဒီပရိုလီကလပ်တွေကလီဗာပူးဘက်ကရောက်မယ်ဆိုရင်ပြောင်းရွှေ့ချေပေါင်တန်း100ကျော်ပေးဖို့အသင့်ရှိတာကြောင့်ဒါဟာဆာလာအတွက်ရောလီဗာပူးအတွက်ပါနှစ်ဖက်အကျိုးရှိမှာဖြစ်လို့လာမယ့်နွေရာသီမှာဆာလာဟာလီဗာပူးကထွက်ဖို့ဖြစ်နိုင်ခြေများသွားတာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။